Garcia ရဲ့ level change အနည်းငမြင့်အသက်အကျက Barrios ကိုအမိဖမ်းသွားတာပါဒါလေးကိုသိချကြည့်ကြည့်ပါ Garcia ကဖြောင်းလက်သည့်နှစ်ချက် double jab ကိုပြစ်ထုတ်ပြီးသူ့ရဲ့ရှေ့လက်နဲ့ Barrios ကိုချုပ်ထားလိုက်တယ်အဲ့ဒီလိုလုပ်လိုက်တော့ Barrios ကဘိုက်ကိုထိုးတော့မယ်လို့ထင်သွားပြီးသူ့ရဲ့အကားအကွယ်ကိုအောင့်နှိမ်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲ Garcia ကအပေါ်ပိုင်းကိုညာလက်သေးနဲ့အမိအားနဲ့ထိုးလိုက်တာကြောင့် Barrios နားသွားရတယ် Garcia ကဒါကိုပဲထပ်လုပ်ပြပြန်တယ်နောက်ထပ် double jab တစ်ခါထပ်လာပြန်ပြီဒါပေမဲ့ဒီတစ်ခါမှာတော့ Barrios ကသူ့ရဲ့ guard ကိုအပေါ်မှာပဲမြင်ထားလိုက်တယ်အဲ့ဒီကအောက်ပိုင်းမှာအပေါက်ဖြစ်သွားတာပေါ့ Garcia ကအဲ့ဒီအခွင့်အရေးကိုအမိအားယူပြီးဘိုက်ကိုညာဝိုက်လက်သီးနဲ့ထိုးထည့်လိုက်တယ်အခုနောက်ထပ်ဘာဖြစ်မလဲဆိုတော့ဆက်ကြည့်ပါ Garcia ကအထဲကိုတိုးဝင်လိုက်ပြီးသူ့ရဲ့ရှေ့လက်ကိုဆန့်ထုတ်လိုက်တယ်အဲ့ဒါက Barrios ရဲ့မျက်စိကိုကွဲသွားစေတာပါတတိထားကြည့်မယ်ဆိုရင် Barrios ရဲ့ခေါင်းရောကိုယ်တယ်ရောကအကာအကွယ်မဲ့နဲ့ပွင့်ထွက်နေတာကိုတွေ့ရပါလိမ့်မယ်သူဘာကိုကာကွယ်ရမလဲဆိုတာဇဝေဇဝါဖြစ်ပေါ်တာပေါ့ Garcia ကအနှိမ်အမြင့်ကိုလင်းလင်းမြန်မြန်ပြောင်းလိုက်ပြတာကြောင့် Barrios ခနဲ့တုံ့ပြန်ဖို့အချိန်မမီတော့ဘူးအဲ့ဒါကပဲသူ့ကိုအလဲလဲအပြားပြားဖြတ်သွားစေတာပါ